အားလုံးပဲမင်္ဂလာပါ In the Wall Channel ရနေပြီးတော့ကြိုဆိုပါရစေကျွန်တော်ဒီနေ့ပြောပြပေးသွားမယ်အကြောင်းအရာကတော့မြန်မာပြည်ကလူတွေအားလုံးနီးပါးမှားယွင်းယုံကြည်နေကြတဲ့ကျမ်းမာရေးအယူအဆအမှားတွေအကြောင်းပဲဖြစ်ပါတယ်ဒီအယူအဆအမှားတွေတဲကတချို့ကကိုယ့်ကိုအလုံးရှုပ်စေရုံတသက်ပဲဆိုပေမဲ့တချို့အယူအဆအမှားတွေကတော့ရေရှည်မှာဆိုရင်ကျမ်းမာရေးကိုစိုးရွားစွာထိခိုက်စေနိုင်ပါတယ်ကဲဒီတော့ကျွန်တော်တို့မြန်မာလူမျိုးအများစုမှားယွင်းယုံကြည်ထားတဲ့ကျမ်းမာရေးအယူအဆအမှားတွေကဘာတွေလဲကျွန်တော်နဲ့အတူလိုက်ပြီးတော့ကြည့်လိုက်ရအောင်เนาะကျွန်တော်တို့မြန်မာလူမျိုးအများစုယုံကြည်ကြတဲ့ယုံမတီတီစားရင်တချို့ကယုံမတီတီအစေစားရင်အကျော်တက်တယ်ဆိုတာမမှန်ပါဘူးဒါဟာမြမရိုးရာအယူအဆတစ်ခုသာဖြစ်ပြီးတော့သိပ္ပံနည်းကြဆိုရင်တော့မှားပါတယ်တကယ်တော့ယုံမတီတီဟာအစေရောအခွန်ရောကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိတဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်ယုံမတီတီမှာဗိုက်တာမင် C ဗိုက်တာမင် K1 folate နဲ့အမြင့်ဓာတ်တွေကျယ်ဝစွာပါဝင်ပါတယ်ဒါအပြင်ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidant တွေလည်းပါဝင်တာဖြစ်တဲ့အတွက်ခန္ဓာကိုယ်အတွင်းကရောင်ရမ်းမှုတွေကိုလျှော့ချပေးနိုင်ပါတယ်ယုံမတီတီအစိတ်မှာဆိုရင်ပရိုတင်းနဲ့အဆီဓာတ်တချို့ပါဝင်ပေမဲ့အကျော်တက်စေတဲ့ကြွက်သားဒါမှမဟုတ်အာယုံကြောစနစ်ကိုထိခိုက်စေတဲ့အစိတ်အတောက်ဓာတ်ပစ္စည်းမျိုးလုံးဝမပါဝင်ပါဘူးယုံမတီတီကထွက်တဲ့အချွဲဓာတ်ကအစာရည်နဲ့ဥလန်းချောင်းကိုကောင်းမွန်စေပြီးတော့ဝမ်းချုပ်တာကိုလည်းတက်တာစေပါတယ်တချို့ကဒီအချွဲဓာတ်ကြောင့်အကျော်တက်တယ်လို့ထင်တတ်ကြပေမဲ့သိပ္ပံနည်းကြဆိုရင်တော့ဆက်ဆက်မှုမရှိပါဘူးတကယ်တော့အကျော်တက်တာကြွက်သားနာကျင်တာတွေကခန္ဓာကိုယ်ရေဓာတ်ခန်းချောက်တာဖြစ်ရင်ဖြစ်မယ်ဒါမှမဟုတ်သတ္ထုဓာတ်တွေဖြစ်တဲ့မက်ဂနီဆီယမ်ပိုတက်ဆီယမ်အားနည်းတာကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်တယ်နောက်ပြီးတော့ကိုနေဟန်တာမမှန်ခြင်းနဲ့ကြွက်သားတွေပင်ပန်းနွမ်းနယ်နေတာကြောင့်ဖြစ်ဖို့ပို့ပြီးတော့များပါတယ်ယုံမတီသီးဟာသိပ္ပံနည်းကြဆိုရင်တော့အကျော်တက်တာနဲ့မဆိုင်ဘူးဆိုပေမဲ့အောက်ဇလိတ်ဓာတ်တွေပါဝင်တာဖြစ်တဲ့အတွက်ကြောင့်ကြောက်ကက်ကြောက်တယ်ဓာတ်တွေတော့အလွန်အကျွံမစားသင့်ပါဘူးနောက်ပြီးတော့ယုံမတီတီကသွေးရင်းတကြားဓာတ်ကိုကြာဆင်းစေနိုင်တဲ့အတွက်ဆေးတောက်နေရတဲ့လူဆိုရင်တော့ပမာဏအများကြီးစားတဲ့အခါတတိထားဖို့လိုအပ်ပါတယ်ယုံမတီတီမှာကျန်းမာရေးဆိုးကျိုးတချို့ရှိနိုင်ပေမဲ့အနှစ်ချုပ်ကြည့်ရင်တော့ကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာရှိတဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်ကျွန်တော်တို့မြန်မာလူမျိုးအများစုယုံကြည်ကြတဲ့ငတလောက်စားရင်သွေးတိုးတယ်ဆိုတဲ့အယူအဆကလည်းမှားပါတယ်တကယ်တော့ငါတလောက်မှာပါတဲ့အစီကသွေးတိုးစေတာနဲ့နှလုံးကျန်းမာရေးအတွက်ပို့ပြီးတော့မှကောင်းမွန်စေပါသေးတယ်ပြီးတော့ငါတလောက်ကတခြားငါးတွေနဲ့ရှင်အာဟာရဓာတ်ပိုကျွယ်ဝတဲ့ငါးအမျိုးအစားတစ်မျိုးလည်းဖြစ်ပါတယ်ငါတလောက်ဟာအစီများတဲ့ငါးအမျိုးအစားတစ်မျိုးဖြစ်ပြီးတော့ omega 3 fatty acid တွေကျွယ်ဝစွာပါဝင်ပါတယ်သိပ္ပံနည်းကျလေ့လာမှုတွေအရ omega 3ဟာသွေးရင်းမှာရှိတဲ့မကောင်းတဲ့အစီတွေကိုလျှော့ချပေးတယ်သွေးဖိအားကိုအနည်းငယ်ကျဆင်းစေပြီးတော့သွေးကြောပိတ်တာကိုကာကွယ်ပေးကနှလုံးကျန်းမာရေးကိုအထူးကောင်းမွန်စေပါတယ်ဒီတော့ကျွန်တော်တို့မြန်မာတွေအများစုကဘာလို့ငါတလောက်စားရင်သွေးတိုးတယ်လို့ယုံကြည်ကြလဲတကယ်တော့ဒီလိုယုံကြည်ရာကငါတလောက်တဲ့ချက်ပြုတ်တဲ့ပုံစံနဲ့ပို့ပြီးတော့ဆိုင်ပါလိမ့်မယ်ငါတလောက်ကိုကြာရှည်ခံအောင်စားနယ်ထားတာငပိငပြရည်တွေအများကြီးသုံးပြီးချက်တာတွေကခန္ဓာကိုယ်ထဲမှာဆိုဒီယမ်ဓာတ်တွေများပြားသွားစေပြီးသွေးဖိအားတက်စေပါတယ်ငါတလောက်ကိုစီအလွန်အကျွံနဲ့စီပြန်ချက်စားတဲ့အခါမှာလဲကယ်လိုရီများပြီးတော့ခန္ဓာကိုယ်ကိုလေးလံထိုင်းမိုင်းစေတာသွေးတိုးဝေဒနာရှင်တွေအတွက်မအီမသာဖြစ်စေနိုင်ပါတယ်။အစီများတဲ့ငါးဖြစ်တဲ့အတွက်လည်းအလွန်အကျွံစားမိတဲ့အခါအစာမကြေတာမျိုးဖြစ်နိုင်ပါတယ်။ငါတလောက်မှာပါဝင်တဲ့ပရိုတင်းနဲ့အစီကသွေးဖိအားကိုမြင့်တင်ပေးစေတဲ့ဓာတ်ပစ္စည်းတွေမဟုတ်ပါဘူး။ဒါကြောင့်သွေးတိုးရှိတဲ့လူတွေအနေနဲ့လည်းတင့်တော်တဲ့ပမာဏကိုစားစီလျှော့ပြီးတော့ချက်ပြုတ်စားတော့မယ်ဆိုရင်ဘေးဥပတ်မရှိတဲ့အပြင်ကျန်းမာရေးအတွက်လည်းအများကြီးအထောက်အကူပြုစေမှာပါ။ကျွန်တော်တို့မြန်မာလူမျိုးအများစုယုံကြည်ကြတဲ့လိန်ဆေးတွေကတောက်ဆေးတွေလိုမျိုးဘာဘေးဥပတ်အန္တရာယ်မှမရှိဘူးဆိုတာလည်းမမှန်ပါဘူးလိန်ဆေးတွေကတောက်ဆေးတွေတဲ့ဘေးရက်ဆိုကျိုနဲတာတော့မှန်ပေမဲ့လုံးဝမရှိတာမျိုးတော့မဟုတ်ပါဘူးလိန်ဆေးတွေကအရေပြားကနေတဆင့်သွေးကြောတွေကိုရောက်တဲ့ပမာဏကတောက်ဆေးနဲ့ရှင်ရင်တော့အစာပေါင်းများစွာနဲပါတယ်ဒါကြောင့်အစာရင်ပေါက်တာအစာရင်သွေးယိုတာမျိုးဖြစ်နိုင်ခြေအလွန်နဲပါတယ်ဒါပေမဲ့ဆေးပမာဏအလွန်အကျွံလိမ့်တာအရေပြားကြဲကြဲပြန့်ပြန့်လိမ့်တာရေရှည်လာပေါင်းများစွာဆွဲလိမ့်တာမျိုးလုပ်ရင်တော့ဆေးကသွေးထဲကိုစိတ်ဝင်စားပြီးဘေးရက်ဆိုးကျိုးပေးနိုင်ပါတယ်အကျော်ပြေလိမ့်ဆေးအများစုမှာအယောင်ကျဆေးတွေပါဝင်တတ်ပါတယ်ပုံမှန်လူတစ်ယောက်အနေနဲ့ခဏတစ်ဖြုတ်လိမ့်တာပြဿနာမရှိပေမဲ့ကြောက်ကက်ယောဂအခန်းရှိတဲ့လူဆိုရင်တော့သတိထားသင့်ပါတယ်ဆေးကအရေပြားကနေသွေးထဲကိုစိတ်ဝင်သွားပြီးကြောက်ကက်ရဲ့လှုပ်ဆောင်ချက်ကိုတွားရောက်ထိခိုက်စေနိုင်တာကြောင့်ကြောက်ကက်မကောင်းသူတွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှပဲသုံးစွဲသင့်ပါတယ်နောက်ပြီးတော့လိန်စေးလိန်ပြီးအပေါ်ကနေပတ်တီးကိုတင်းတင်းစီးတာအပူအိတ်ကတ်တာတွေကလည်း
ဆေးကိုသွေးတဲ့စိတ်ဝင်မှုပိုများစေပြီးတော့အနေရရှိပါတယ်။လိန်ဆေးကတောက်ဆေးတဲ့ဆိုင်ရင်အစာရင်နဲ့ကြောက်ကပ်အတွက်ပိုပြီးစိတ်ချရတာမှန်ပေမဲ့ဘာမှမဖြစ်ဘူးဆိုပြီးတော့ဆွဲလိမ့်တာမျိုးကိုတော့ရှောင်ကျဉ်သင့်ပါတယ်။ကဲဒီနေ့ကျွန်တော်အနေနဲ့မြန်မာလူမျိုးအများစုမှားယွင်းယုံကြည်ထားတဲ့ကျမ်းမာရေးအယူအဆ၃ခုကိုပြောပြခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်ဘယ်အယူအဆတွေကတိတ်ပံနေကြဆိုရင်မှားယွင်းနေလဲသိကြတာရှိရင် comment မှာကျွန်တော်နဲ့အတူဝင်ရောက်ဆွေးနွေးပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။